ကဲချစ်စီစဉ်ငယ်ချင်းများအားလုံးတော့အခုမှအနိကတက်နေလေကျွန်တော်ချက်ပြပြလဲနော်ဝါချင်းနဲ့အပြပေါ်တက်နေလေကျွန်တော်ချက်ပြပြလဲမယ်နော်အဲ့ဒီဝါချင်းမှာဘယ်လိုလဲမလဲနော်ဝါချင်းမှာကျွန်တော်ချက်ပြပြလဲမယ်နော်ကဲစမယ်နော်ကျွန်တော်ရေးပြပေးလိုက်မယ်နော်ဒီမှာကဲစလိုက်မယ်နော်ကဲလက်မှတ်လေးနေပြပါနော်ဒီမှာအနိကတက်နေလေးပါနော်ဝါချေပြီးတော့ထိစီခါပြီးတော့နောက်လို့ပေါ့နော်ကဲဝါချေမှာဆိုကျွန်တော်ချက်ပြပေးလိုက်မယ်နော်ဝါချေမှာဒီမှာကနေကဲဝါချေရမယ်ဝါချင်းမှာဆိုရင်ပေါ်ပြီးသိနေရေးရမယ်ဝါချင်းမှာဆိုရင်ဝါချင်းမှာ3ညနဲ့9နဲ့ပေါ့ဝါချင်းမှာ3ညနဲ့9နဲ့ပေါ့ကိုနီးနဲ့နင်းနဲ့ချောင်းနဲ့ပေါင်းစီနင်းချောင်းနဲ့ပေါင်းစီကိုနဲ့3နဲ့4နဲ့ပေါင်းဆက်3နော်ကဲဝါချင်းတော့ဒီမှာဝါချင်းကျွန်တော်ချက်ပတ်ပေးလိုက်မယ်နော်3ည9နှလုံးပေါင်းချင်းမှာကိုဒီမှာဝါချင်းတော့3ည9နှလုံးပေါင်းချင်းမှာကိုဆိုရင်ကိုပါဝါလေးနဲ့ခါနိဒါဝါချေနော်3ည9နှလုံးပေါင်းချင်းမှာကိုပါဝါလေးနဲ့ခါနိဆိုရင်ဒီမှာကနေနိလေးအတွက်ထိတယ်နော်ဒီမှာနိလေးအတွက်ထိတယ်နော်ဒါဝါချေနော်နောက်ပြီးတော့ဒီနှလုံးပေါင်းချင်းမှာနိနဲ့စိနှလုံးပေါင်းချင်းမှာနိနဲ့6နှလုံးပေါင်းချင်းမှာစိဆိုရင်စိပါဝါ3နဲ့ခန့်5ဒါဝါချေနော်ကိုလေးနိဆိုရင်ဒီမှာလေးနိဝါချေလေးနိထိပါတယ်စိပါဝါ3နဲ့ခန့်5ဆိုရင်ဒီမှာကနေဝါချေဆိုရင်ဒီမှာကနေ3 5 6ထိပါတယ်နော်3 5 6ထိပါတယ်ဒီမှာထိတယ်နော်3နဲ့5ထိတယ်နော်နောက်ပြီးတော့ဒီတစ်ခါမှဆိုရင်ဒီမှာနှလုံးပေါင်းချေလေးကိုနှလုံးပေါင်းချေမှာ3ပါဝါစိနဲ့ခါတိနော်ကိုလေးနိဝါချေဆိုရင်ဒီမှာကနေလေးနိထိပါတယ်နော်အဲ့ဒါပေမဲ့ကိုပါဝါလေးနဲ့ခါနိဆိုရင်9နဲ့ခါ6ထဲလိုက်နော်လေးနှစ်အတွဲထိတယ်4 6အတွဲထိတယ်နော်မယူတော့ဒီဝါချေနော်ဒီမှာ3စီတီဝါချေနော်ဒီကမှာနော်ခုနကတော့နိလေးအတွဲထိတယ်ဒီမှာကတော့3 5အတွဲထိတယ်ဒီမှာကနေ3စီတီဝါချေနော်ကြည့်ပါတော့နော်3စီတီဝါချေနော်တရက်7 လ2025အချီ20ပါပဲနော်အချီ20ပဲနော်ဒီမှာအချီ20ဝါချေကတော့ကိုလေးနိကတော့ဒီမှာနိလေး6ထိပါတယ်နှလုံးပေါင်းချေစိပါဝါ3နဲ့ခါ5ဆိုရင်ဒီမှာကလည်း3 5တွေ့ထိတယ်နှလုံးပေါင်းချေမှာ9နှလုံးပေါင်းချေမှာ3ပါဝါစိနဲ့ခါတိနော်ဒီမှာကနေတွေ့ထိမလားနော်မာပြီနော်နာပြီဆိုရင်နောက်ပိတ်ကျွန်တော်ချက်ပြပေးလိုက်မယ်နော်နောက်ပိတ်မှာနော်
น้องเป้มาน้องเป้มาဆိုရင်ဒီနှလုံးပေါင်းချင်းမှာ6ဒီနှလုံးပေါင်းချင်းမှာ6ဆိုရင်ဒါน้องเป้ဆက်နော်ဒီနှလုံးပေါင်းချင်းမှာ6နဲ့ခါကိုနှလုံးထိကိနော်ဒါน้องเป้နော်6နဲ့ခါကိုဆိုဒီမှာ6น้องเป้ညှိရတယ်နော်နောက်ပြီးတော့နှလုံးပေါင်းချင်းမှာစီနှလုံးပေါင်းချင်းမှာ6နဲ့ခါကို6နှခါကိုဆိုဒီမှာ6နှပဲညှိရတယ်ဒီနှလုံးပေါင်းချင်းမှာ6နှလုံးပေါင်းချင်းမှာ6နှလုံးပေါင်းချင်းမှာ9ဒီတစ်ခါမှာဆို9နဲ့ခါ3နှပဲနော်ဒါနှပဲဆက်နော်ဒီမှာနှပဲဆက်6ကိုဆိုရင်6ထိပါတယ်6ကိုဆိုရင်6ထိပါတယ်9 3ဆိုရင်ပဲလောက်ချမလဲနော်နော်တကယ်ထစ်စီသွားကြည့်လို့မယ်နော်ထစ်စီမှာနော်ထစ်စီမှာကျွန်တော်ချက်ပြပေးလိုက်မယ်နော်ထစ်စီမှာနင်းလောပေါင်းချင်းမှာလေးနော်နင်းလောပေါင်းချင်းမှာလေးဆိုရင်ဒီမှာကနေ3လောပေါင်းချင်းမှာလေးဒီမှာကနေနှစ်ထစ်စီနော်ဒီမှာထစ်စီရေးလိုက်မယ်နော်နင်းလောပေါင်းချင်းမှာလေး3နှစ်3လောပေါင်းချင်းမှာလေးနှစ်ထစ်စီနောက်ပြီးတော့9နှလောပေါင်းချင်းမှာခွန်ဒီမှာနေ6စီ3လောပေါင်းချင်းမှာ3လောပေါင်းချင်းမှာခွန်3တဲ့စီနော်နှလောပေါင်းချင်းမှာ4နှလောပေါင်းချင်းမှာ9စီပြီးသားမို့9ပြည့်သားမို့4ပြည့်ဖို့အတွက်6လာမှာ3လောပေါင်းချင်းမှာ4နော်ဒီမှာ4တဲ့စီ9တဲ့စီနော်တွေ့တယ်နော်ဒီမှာထစ်စီရေးလိုက်မယ်ဒါထစ်စီကနေထစ်စီနှစ်နော်ထစ်စီနှစ်ရပြီးတော့ဒီမှာကနေထစ်စီကနေသာဟုတ်ထဲနော်ဒီတစ်ခါကနေကိုထဲနော်ကဲကိုထိရပြီးတော့နှလုံးပေါင်းချင်းလေး3လုံးပေါင်းချင်းလေးနှစ်ထည်စီနှလုံးပေါင်းချင်းခု3 6 14လေးနဲ့3နဲ့ပေါင်း3လုံးပေါင်းချင်းခု3ထည်စီနှလုံးပေါင်းချင်းလေးနှလုံးပေါင်းချင်းငါးစီပြမကိုလာမှာ3လုံးပေါင်းချင်းမှာ24စီနဲ့လေးကိုနဲ့လေးဆက်စီနဲ့6နဲ့ပေါင်းလေးဒါကိုထည်စီနော်ကိုတစီစီပြီးတော့ဒီမှာကိုတစီကအလဲတဲ့ပြမနေမနာအလဲထဲမှာနော်အလဲထဲမှာဆိုရင်ဒီမှာကျွန်တော်ခဲတာနဲ့ရေးလိုက်မယ်နော်ဒီမှာကြည့်ပါတော့နော်အလဲထဲမှာဆိုရင်နှလုံးပေါင်းချင်းမှာ9နှလုံးပေါင်းချင်း9နှလုံးပေါင်းချင်းမှာ9နော်9ရွာဖို့အတွက်ဒီမှာကနေ3လုံးပေါင်းချင်းမှာ9 4ခါနော်4ခါနှလုံးပေါင်းချင်းမှာ73နှလုံးပေါင်းချင်းစီနဲ့9နဲ့ပေါင်း73 5ခါနှလုံးပေါင်းချင်း3လုံးပေါင်းချင်းမှာ9နှလုံးပေါင်းချင်းမှာ3စီ9 3လုံးပေါင်းချင်းနှလုံးပေါင်းချင်းမှာ3နှလုံးပေါင်းချင်းစီပြီးသားမို့9လာမှာ3လုံးပေါင်းချင်းမှာ3 5ခါနောက်ပြီးတော့နှလုံးပေါင်းချင်းမှာ9ဒီနှလုံးပေါင်းချင်း6နှလုံးပေါင်းချင်းမှာ9ဒီနှလုံးပေါင်းချင်းမှာခုစီးပြီးသားမို့ခု19 10 17 18
73 74 75နော်စီလာမစီနေလီဆက်6နဲ့9နဲ့ပေါ်စငါနော်လို့ပေါ်ကို6နော်လို့ပေါ်ချင်းငါစီကိုစီတိုလို့ပေါ်ချင်းငါနော်ဒါစီလေတယ်နော်စီလေတယ်ပြီးတော့ဒီမှာရေးပေးလိုက်မှနော်ဒီမှာကတော့နေနော်လို့ပေါ်ချင်းငါ3လို့ပေါ်ချင်းငါဆိုရင်4ခါနော်ဒါခါနော်နော်လို့ပေါ်ချင်းခုနော်လို့ပေါ်ချင်း3နိနဲ့ငါနိနဲ့6နဲ့ပေါင်းစီနဲ့5နဲ့ပေါင်း73ငါခါဒီမှာရေးလိုက်မှငါခါနော်3ငါတွဲဒီမှာကတော့နိလေးတွဲဒီခါမှနေနော်လို့ပေါ်ချင်းမှာငါနော်လို့ပေါ်ချင်း6စီပြီးသားမို့နော်လို့ပေါ်ချင်းမှာခုစီပြီးသားမို့စီကွန်လို့ပေါ်ချင်းခုစီပြီးသားမို့စီလာမှာဟောချင်း20နဲ့ငါစီခါနော်ဒီမှာစီခါရေးလိုက်ပြီနော်နော်ပိတ်ကတော့ဒီမှာနော်ပိတ်ကတော့6ကိုဒါနော်ပိတ်နော်ဒါနော်ပိတ်6ကိုဒီမှာကတော့နော်ပိတ်6ကိုဒီမှာကနေနော်ပိတ်ကတော့53နော်နိလေကိုနိလေ6ဒီမှာကတော့နိလေ6ထွက်ရတယ်နော်တွေ့လားနော်ထစ်စီမှာနိဆိုရင်အဲ့လက်ထဲမှာ4နိလေတွေ့ရပြီးတော့နိလေ6နိလေ9ဒီမှာနိလေ6တွေ့ထိတယ်နော်နိ36နိ39ဒီမှာနိ36တွေ့ရတယ်နော်ဒီမှာနိ36နိ39ဒီမှာကတော့9စီ5 9စီ3နော်ကဲဒီမှာရေးလိုက်မယ်နော်ထစ်စီနဲ့နော်ကဲဒီမှာရေးပြပေးလိုက်မယ်နော်ရေးပြမလိုက်မယ်ဆိုရင်ဒီမှာကခုနကနေထစ်စီနဲ့အလက်ထလေးနော်ပိကနေ6နိလေနော်ပိနော်လို့နော်6နဲ့ခါ9အဲ့ဒီကနမှာဒီမှာကနေတွေ့ထိပါတယ်နော်နိလေ6ဒီမှာနိလေ6ထိပါတယ်နော်ဒီမှာနိလေ6နော်နိလေ6ထိပါတယ်နော်နိလေ9ကမရတော့ဘူးဒီမှာကနေခုနကတော့တုတ်ထစ်စီငါလက်ထဲ6ကိုနော်ပဲနော်တုတ်ထစ်စီဒီမှာနော်ခုဒီမှာကတော့ကိုလေးနိဝါချေဆိုရင်ဒီမှာနိလေ6နိလေ9ဆိုရင်နိလေ6ညှိပါတယ်နော်ဒီမှာနိလေ6ဝါချေနော်ဒီမှာကနေစီ35ဝါချေဆိုရင်359 356 359 9 356ဒီမှာကနေ356ဒါဝါချေနဲ့ခဲ့တယ်နော်356ဒီမှာစီ35ဆိုရင်356ထည့်ရတယ်နော်356ထည့်ရတယ်နော်ဒီတစ်ခါမှာဆိုရင်ဒီမှာ356တဲ့ဒီမှာ9စီ5 9စီ3နော်ဒီဝါချေကတော့ဝါချေကတော့3စီတင်နော်ဒီမှာကနေ9စီ5 9စီ3တဲ့ခွဲပါပဲနော်ဒါကတော့3စီ5ဝါချေနော်အဒီမှာဝါချေနဲ့ဘယ်နဲ့တက်စီဒီမှာကတော့စီ3တွေ့ထိပါတယ်စီ3တွေ့စီ5ကတော့အရာပဲနော်အခုလာမဲ့ဟိုတရေ7လ2025 20ကြီးနော်20ကြီးကနေဒီအဲ့ဒီမှာတက်နော်
ဒီမှာဝါချင်နဲ့နိရတဲ့တောက်စီဆိုဒီမှာစီတုံနော်ဒီမှာဝါချင်မီဒီမှာနဲ့အရာပဲထားလဲနော်ချက်တွေယူသောပါနော်ဒီလောက်ဗီဒီယိုလက်မကလေးနိပေးပါနော်ဒီမှာ channel အသိပါပဲနော်ဦးလေး channel အသိပဲနော်ဒါစီကိုတိုကနေတဲ့ဒီမှာကလည်းစီကိုငါတဲ့အရာပဲနော်လက်မလေးနေပဲအားလို့စပြေကောင်းကြပါစေနော်အားထားလဲပါလူသိနော်အချင်းနဲ့တပြေကြီးစုမရအောင်မဲပါ